မတင့်တယ်မှုမတန့်ရှင်းမှုမစင်ကြယ်မှုဆိုတဲ့ဒီခန္ဓာရဲ့သဘာဝအမှန်ကိုလည်းပဲသိအောင်မြင်အောင်ကြိုးစားရင်းဖြင့်ပညာကိုရအောင်ယူရမယ်ဒါဆင်ញင်ရမှာနော်ဒီဥစ္စာလည်းဟုတ်လားအယိုးကိုအမာကနေရာမှာစိုက်ဆောက်ပြီးတော့အကျော်ပေါင်းစုံနဲ့ဖွဲ့ရှက်ပြီးတော့အသားအသွေးနဲ့လိမ့်ကြံပြီးတော့အရည်လူရည်ပါးနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့နော်ဒီခန္ဓာကိုဥကောင်းပိုင်းထဲမှာအုံနောက်တွေအပြည့်ရှိတယ်ရှင်ကောင်းပိုင်းထဲမှာအစုံနဲ့နှလုံးအလုံးလုံးနေတာရှိတယ်နောက်ဝမ်းပိုက်ပိုင်းမှာအသေးဆိုတာကြီးရှိမယ်ကိုမဲမဲမောမောစားတော့ဝါမျိုးချထားတဲ့အစားအစာတွေကိုထည့်ထားတဲ့အစာအိမ်တစ်လုံးရှိမယ်ဟုတ်လား20တုံးလောက်တွန့်ပြီးတော့ဗိုက်ထဲမှာဖြစ်တယ်လို့ခွေခောက်ပြီးတော့တီးနေတဲ့ဥသိမ်းဆိုတာကြီးရှိမယ်ဟုတ်လားမွေတကောင်ကိုခေါင်းဖြတ်ပြီးတော့အရေခွန်ဆုပ်ပြီးတော့သွေးချင်းထဲမှာခွေချထားတယ်လို့မျိုးလို့အစာတွေကတော့အဲ့လိုလေးပုံပေါ်အောင်ပြောတယ်ဟုတ်လားအဲ့ဒီဥသိမ်းနဲ့တစ်ဆက်တည်းဥမာကြီးဆိုတဲ့အစာဟောအိမ်ကြီးရောမရှိဘူးလားရှိတယ်ကြောက်ကနှလုံးကနေပြီးတော့တစ်စက်စက်ကျနေတဲ့စီးတွေကိုစုထည့်ထားတဲ့စီးအိမ်ကြီးတစ်လုံးကမရှိဘူးလားရှိတယ်ဘဝဆိုတာဒါပဲနော်စီးဆင်းနေတဲ့သွေးတွေဝင်ထွက်နေတဲ့လေတွေဒါတွေရဲ့အစုအဝေးကြီးဆိုတာကိုမြင်အောင်ကြည့်ရမယ်အဲ့ဒါကိုသိတယ်မြင်မယ်နားလည်မယ်ဆိုရင်လည်းဘာလို့ခေါ်တော့ပညာပဲအိဋ္ဌဒုက္ခအနတ္တကိုသိမှပညာလို့မအောင်မင်းနဲ့နော်အတုပကိုသိရင်လည်းဗာလဲပညာပဲသူလည်းပဲမဉ္ဇဉ်ဖွဉ္ဇဉ်ကိုရနိုင်တယ်လို့မြတ်စွာဘုရားအတီးလင်းဟောတယ်ဟုတ်လားဒေသနာတစ်ခုမှဆိုရင်ဘလောက်တောင်မြတ်စွာဘုရားဟောထားတော့ဒီမိမိခန္ဓာရဲ့နော်ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းတည်ဆောက်ထားတဲ့အခြေအနေမှာစံပင်မွေးခြင်းခြေသီးလက်သီးသွားအရေးအစရှိသဖြင့်32မျိုးသောအစုအဝေးကိုနော်အနုလုံပတိလုံနော်အစုံအစံဆင်ခြင်ပြီးတော့နေမယ်ဆိုရင်အဲ့ဒါကိုကာယကတ္တတတိလို့ခေါ်တယ်ဟုတ်လားအဲ့ဒီကာယကတ္တတတိဆိုတဲ့အသုံးနှုန်းလေးနဲ့မြတ်စွာဘုရားဘယ်လိုဟောတော့အမတန္တေဘိခဝေပရိပုံဇန္တိကာယကတ္တတတိပရိပုံရေဘိခဝေကာယကတ္တတတိပရိပုံဇန္တိကာယကတ္တတတိကိုသုံးဆောင်ရသောသူသည်နိဗ္ဗာန်ချမ်းသာကိုသုံးဆောင်ရသည်မြည်၏လို့အလိုဟောတယ်အလုံးမစဉ်းစားရကောင်းတယ်နိဗ္ဗာန်ဆိုတာမဉ္ဇဉ်ဖွဉ္ဇဉ်တို့ဖြင့်သာလဲအာယုံပြုနိုင်တယ်မျက်မှောက်ပြုနိုင်တယ်လို့လူတိုင်းသိရနော်ဟုတ်တယ်မဟုတ်လားခုမြတ်စွာဘုရားကာယကတ္တတတိကိုပွားများရင်နိဗ္ဗာန်ကိုသုံးဆောင်ရတာနဲ့အတူတူပဲလို့ဟောတယ်ဘာကြောင့်အဲ့ဒါလိုဟောရတယ်လဲစဉ်းစားကြည့်ဦးဇင်ကတော့ကိုမိသလောက်ညံကလေးနဲ့တွေးကြည့်တယ်ပေါ့နော်ဆိုကြပါစို့ကိုယ်ခန္ဓာရဲ့သူတစ်ပါးခန္ဓာရဲ့မတန်ရှင်းတဲ့မစင်ကြယ်တဲ့သဘာဝကိုဆင်ခြင်ပြီးတော့အမှန်သိနေမယ်ဆိုလို့ရှိရင် तू ကဒီအခြေအနေလေးကအလွန်မြင့်မြတ်တဲ့သဘောအလွန်ငြိမ်းအေးတဲ့သဘောလေးပဲဆိုကြပါစို့ဦးဇင်တို့အခုလူချင်းချင်းတွေးလိုက်တယ်ဆိုလို့ရှိရင်ဒီကုဋ္ဌာတအမြင်မရှိဘဲနဲ့ကာယကတ္တတတိကင်းပြီးတော့နေတဲ့အနေအထားမျိုးမှာလူချင်းချင်းတွေ့ပြီဆိုရင်မတူကွဲပြားခြားနာတာတွေကိုပဲမြင်ကြရတယ်သူတို့ကယောက်ျားတွေသူတို့ကမိန်းမတွေသူတို့ကလူကြီးတွေသူတို့ကလူငယ်တွေဟုတ်လားသူတို့ကကြည်ကောင်းတယ်သူတို့ကကြည်မကောင်းဘူးသူတို့ကအစင်တန်းမြင့်တယ်သူတို့ကအစင်တန်းနှိမ့်တယ်အစရှိသဖြင့်မတူကွဲပြားခြားနာတာတွေကြီးမြင်ကြတယ်အဲ့ဒါလိုမြင်တဲ့အခါကျတော့စိတ်ကနှစ်သက်ခြင်းမနှစ်သက်ခြင်းကြိုက်ခြင်းမုန်းခြင်းလောဘဒေါသနဲ့ပဲအဆုံးသတ်သွားတယ်ကောင်းသလားမကောင်းနော်ယုံညံ့တယ်ပေါ့ဟုတ်လားအကယ်၍သာဦးဇင်းတို့ကကုဋ္ဌာတကိုမြင်မယ်ဆိုလို့ရှိရင်မတူကွဲပြားခြားနာတာတွေကိုမမြင်တဲ့အတွက်ကြောင့်သူကလောဘဒေါသမောဟဖြစ်လို့မရသူ့ပဲကြည်လိုက်သူ့ကိုပဲကြည်ကိုယ်ကိုပဲကြည်အယိုးတို့ရဲ့အစုအဝေးနော်သွေးတွေလည်းပတ်နေတဲ့အစုအဝေးဟုတ်လားအညစ်အကြေးတုံးအညစ်အကြေးကဲမျှတာဖြစ်တယ်ဆိုတာကိုမြင်မယ်ဆိုလို့ရှိရင်နော်တူညီတာကိုပဲသူကတွေ့ရတဲ့အတွက်ကြောင့်အဲ့ဒီအချိန်မှာမြင့်မြတ်မှုနဲ့ငြိမ်းအေးမှုပဲဖြစ်တယ်ဒါကိုလက်တွေ့လုပ်ကြည့်ပါနော်ကုဋ္ဌာတကိုမြင်တဲ့အချိန်မှာသူကဒီတက္ကာယဒိဋ္ဌိအစွဲရလဲအလွန်နဲတယ်ဟုတ်လားအထင်ကြီးခြင်းအထင်သေးခြင်းဆိုတာလည်းပဲအဲ့ဒီအချိန်မှာမရှိဘူးဟုတ်လားသွေးတွေကိုကြည့်ပြီးတော့ထင်ကြီးလို့လည်းမရတော့ထင်သေးလို့လည်းမရအောင်ထင်ကြီးစရာမရှိတော့ထင်သေးစရာလည်းမဟုတ်ဘူးဟုတ်တယ်မဟုတ်လားဦးဇင်းတို့ပြောနေကြလေတတိတယောက်ကလှူထားတဲ့သွေးအိတ်တေးရဲ့ဆင်းရဲသားတယောက်ကလှူထားတဲ့သွေးအိတ်တေးရဲ့ဘာမှအမှတ်အသားသာလုံမထားဘူးဆိုလို့ရှိရင်ဘာကွဲပြားခြားနားမှုရှိတယ်လဲမရှိဘူးနော်အဲ့တော့ကုဋ္ဌာတကိုမြင်တဲ့အချိန်မှာစိတ်ထဲမှာကွဲပြားခြားနားမှုမတွေ့ရပိုက်ဆံရှိမရှိပညာတတ်မတတ်ရုပ်လှမလှကြီးငယ်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ဘာကွဲပြားခြားနားမှုရှိတယ်လဲမရှိဘူးအဲ့ဒါကိုမြင်နေတဲ့အချိန်မှာကိုယ့်ရဲ့စိတ်နှလုံးဟာငြိမ်းအေးမှုရှိတယ်ချမ်းသာမှုရှိတယ်ဘာဖြစ်လို့တော့ပူလောင်အောင်ရှုမြိုက်မဲ့လောဘဒေါသဝင်မလာလို့ဆင်းရဲအောင်နှိပ်စက်မဲ့လောဘဒေါသဝင်မလာလို့ဒါကြောင့်ဒီကာယကတ္တတတိဒီကုဋ္ဌာတကိုစဉ်းစားဆင်ခြင်တဲ့လုပ်ငန်းကိုတန်ဖိုးကိုနားလည်ပြီးတော့လေးလေးစားစားဦးဇင်းတို့လုပ်ကြည့်သင့်တယ်ဟုတ်လားဒါကဘာပြောတာတော့
ပညာကိုပြောနေတာနော်အနိစ္စဒုက္ခအနတ္တကိုသိမှပညာမဟုတ်ဘူးအတုပကိုသိရင်လည်းပညာပဲ